ချီထိုးအိတ်ဆိုင်လေးဖွင့်ဖို့လာနဲ့ချီစုထားတဲ့ငွေတွေကိုရေဘေးအတွက်လှူခဲ့တဲ့မတန်ဆွမ်းကိုထူးဝေအောင်ကလက်မတန်ဆွမ်းဖြစ်နေတဲ့ဂျားထဲကနေစူးစမ်းပြီးတော့ရက်တည်နေတဲ့သူဖြစ်ပါတယ်။ချီထိုးအိတ်လေးတွေကိုမရမကထိုးပြီးတော့ရက်တည်နေတဲ့အတွက်လူအများကလည်းဝန်းရံပြီးတော့အားပေးကြတာဖြစ်ပါတယ်။ဒါအပြင်ချီထိုးအိတ်တွေကိုလည်းအဖြစ်ရောင်းတာမျိုးမဟုတ်ဘဲနဲ့တေးသေးချာချာလေးစေတနာအပြည့်နဲ့ထိုးပေးတဲ့အတွက်သူ့စီယာအိတ်တွေဆိုရင်တော့အရန်ကိုရောင်းကောင်းပါတယ်။ကိုထူးဝေအောင်ကအိတ်လေးတွေကိုစီးပွားရေးအဖြစ်ရောင်းချင်ပေမဲ့ဆိုင်ကန်းလည်းမတက်နိုင်ပါဘူး။အရင်နေ့တောင်မရှိတဲ့အတွက်ဆိုင်ဖွင့်ဖို့စူးစမ်းနေခဲ့ရတာပါ။လာနေချီစုဘူးထဲမှာပတ်စံလေးတွေထည့်ပြီးတော့စုရင်းနဲ့အခုဆိုရင်တော့စုဘူးလေးကပြည့်လို့နေပါပြီ။ဆိုင်ဖွင့်လို့ရတဲ့အခြေအနေလေးရှိနေပြီဖြစ်တာမို့ကိုထူးဝေအောင်ကဆိုင်ဖွင့်မယ်ဆိုပြီးတော့ရည်ရွယ်ထားတာပါ။သူဆိုင်ဖွင့်ဖို့ရည်ရွယ်နေချိန်မှာပဲလေးမျက်နှာမျိုးကတစ်မျိုးလုံးရှည်ဖုံးလွှမ်းတဲ့အထီကိုရှည်ကြီးခဲ့ပါတယ်။ဒုက္ခရောက်တဲ့သူတွေအများပြားရှိလာတဲ့အချိန်မှာကိုထူးဝေအောင်ကသူစုထားတဲ့ပတ်စံတွေကိုရေဘေးအတွက်သုံးဖို့ဆုံးဖြတ်လိုက်တာပါ။ရေဘေးအတွက်သွားလို့မယ်ဆိုရင်ဇနီးမောင်နဲ့နှစ်ယောက်စုဘူးကိုပါခွဲလိုက်တာဖြစ်ပါတယ်။စုဘူးတွေကငွေတွေကသူများတွေအတွက်တော့တအားမများဘူးဆိုပေမဲ့သူတို့ဇနီးမောင်နှံတရေကတော့တကယ်ကိုပဲဘဝရက်တီဖို့အတွက်ဆိုင်ဖွင့်နိုင်မဲ့ငွေတွေဖြစ်ပါတယ်။ဒီငွေတွေအားလုံးကိုလေးမျက်နှာမျိုးရေဘေးအတွက်စိုက်ထုတ်ပြီးတော့လှူပေးလိုက်တာဖြစ်ပါတယ်။သူတို့ကိုယ်တိုင်ကရေဘေးဖြစ်တဲ့နေရာကိုသွားပြီးတော့ဖုံးကြီးတစ်ပါးနဲ့အတူသွားလူပေးတာဖြစ်ပါတယ်။ကိုထူးဝေအောင်ကမတန်ဆွမ်းဖြစ်ပေမဲ့သူများကိုပြန်ပြီးတော့ကူညီနိုင်တယ်ဆိုတဲ့ပီတိအားကိုရတဲ့အချိန်မှာအတိုင်းမသိကိုဝမ်းသာပျော်ရွှင်လို့နေတာပါ။အရန်ကိုပျော်လွန်တဲ့အတွက်နောက်ထပ်အလူရှင်တွေစီကနေလည်းအလူခံပေးပြီးတော့ဆက်လူပေးပါတယ်။အပေါ်ရန်ငွေပဲလှူလို့ရပေမဲ့ဒုက္ခရောက်နေတဲ့သူတွေကိုမြင်တဲ့အချိန်မှာလူကိုယ်တိုင်မှာကူညီပေးခြင်းစိတ်ဖြစ်ခဲ့တာပါ။မတန်ဆွမ်းတယောက်ဖြစ်နေတာမို့အခုလိုရေထဲဆင်းပြီးတော့လူတာကိုမြင်တွေ့တဲ့သူတွေကအရန်ကိုစိတ်ပူနေကြတာပါ။တခုခုဖြစ်သွားမှကိုစိတ်ပူတဲ့အတွက်ဂယုဆိုင်ဖို့ပြောဆိုသူတွေလည်းအများကြီးရှိပါတယ်။ကိုထူးဝေအောင်ကသူတို့စုထားတဲ့ငွေအားလုံးကိုရေဘေးအတွက်လူပေးလိုက်ပြီးဖြစ်တာမို့အခုဆိုရင်တော့ဆိုင်ဖွင့်ဖို့လည်းငွေရမကျန်တော့ပါဘူး။သူတို့ရီမန်းထားတဲ့ဆိုင်လေးကဒီလထဲမှာဖွင့်နိုင်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်တော့ပါဘူး။ကိုထူးဝေအောင်ကတော့ငွေတွေအားလုံးကပလုံသွားပြီဆိုပြီးတော့စားနောက်ကပြောဆိုခဲ့ပါတယ်။ငွေတွေမရှိတော့ပေမဲ့လည်းအကျိုးရှိတဲ့နေရာမှာလှူပေးနိုင်လို့နှမျောတာမျိုးမရှိပါဘူး။သူတို့ဇနီးမဏ္ဍာနဲ့ယောက်ကနောက်ထပ်အိတ်တွေထပ်လုပ်ပြီးတော့ရောင်းပြီးငွေပြန်စုမယ်လို့ရည်ရွယ်ထားပါတယ်။အရင်ဒီအတွက်ငွေပြန်စုလို့ရပြီးမှသာဆိုင်ပြန်ဖွင့်တော့မယ်လို့တွေးထားတာဖြစ်ပါတယ်။ကိုထူးဝေအောင်ရဲ့စိတ်ဓာတ်လေးအပေါ်အများကလည်းအရန်ကိုချီးကျူးနေကြတာဖြစ်ပါတယ်။လူတိုင်းမှာအခုလိုပရိုက်တာစိတ်ဆိုတာမရှိကြပါဘူး။ကိုထူးဝေအောင်ကတော့မတန်ဆွမ်းတဲ့ဂျားတွေကနေခက်ခက်ခဲခဲရှာထားတဲ့ငွေတွေကိုတောင်မှအများအတွက်ဆိုပြီးတော့ရရောစွာလှူပေးပြလိုက်နိုင်တာကြောင့်ပါကိုထူးဝေအောင်ကဇနီးအပေါ်မှာဆိုရင်လည်းအိမ်တော်ဦးစီးတာဝန်ကြည့်ပါတယ်။သူများရဲ့သမီးပြိုလေးကိုယူထားပြီးတော့တေးသေးချာချာလှုပ်ကြွေးနေတာပါ။ဇနီးဖြစ်သူကိုဆိုလဲဘာမှအလုံးမလုံးစေခြင်းပဲသူသာရှာကြွေးခြင်းတာပါ။လူအများကတော့အခုကုန်သွားတဲ့ငွေတွေကတစ်ချိန်မှပြန်ရလာမှာဆိုပြီးတော့အားပေးနေကြတာဖြစ်ပါတယ်။ကိုထူးဝေအောင်ကပရာဟီတာလုပ်တဲ့အလုပ်ကိုအရန်ကိုဝါသနာပါသွားပြီးတော့ဆက်လုပ်ချင်နေရလဲဖြစ်ပါတယ်။အခုလက်ရှိမှာလဲသူ့ကိုချစ်ခင်တဲ့တထေးတွေကသူ့စီကနေတစင်လေးမျက်နှာမျိုးရေးပေးအတွက်လှူပေးနေကြတာပါ။မတန်ဆွမ်းဖြစ်ပေမဲ့ဆိုင်ဖွင့်မဲ့ငွေကိုတောင်လေးမျက်နှာမျိုးရေးပေးအတွက်ရရောစွာလှူပေးခဲ့တဲ့ကိုထူးဝေအောင်အပေါ်အမြင်လေးကွန်မန့်လေးထဲမှာရေးခဲ့ပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်ရှင်။